ကျွန်တော်သူ့လက်ချောင်းတွေကိုဆွဲကင်ထားမိတယ်စိတ်မကောင်းပါဘူးငါမင်းကိုတခါမှမချစ်ခဲ့ဘူးအဲ့ဒီလိုပြောပြီးနောက်သူဟာနောက်လည်းမကြည့်ပဲထွက်သွားခဲ့တယ်သူကကျွန်တော်ကိုတခါမှမချစ်ခဲ့ဘူးလို့ပြောခဲ့တာပေါ့ဒါကြောင့်ဒီသုံးနှလုံးလုံးသူရိုက်ကူးခဲ့တဲ့ဒီပြဆက်တူလေးထဲမှာစစ်မှန်တဲ့ခံစားချက်တွေပေးဆက်ခဲ့ပြီးအယူလုခံခဲ့ရတာကျွန်တော်တယောက်တည်းပဲပေါ့ကျွန်တော်လက်ကလာကြီးကိုငေးကြည့်ရင်အဲ့ဒီနေရာမှာတင်ကြောင်အန်းသွားခဲ့တယ်နောက်တစ်စက္ကန့်မှာပဲစပွဲပေါ်ကဈေးကြီးတဲ့အရက်ပလင်ကိုလှမ်းယူပြီးကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်တယ်တီးတန့်ခန်းတွေကလူတိုင်းအံ့အားသင့်သွားကြတယ်ဘယ်သူမှကျွန်တော်ကိုမတားရဲကြဘူးအဲ့ဒီကလပ်ထဲကနေကျွန်တော်ဘဲချိန်မှာထွက်လာခဲ့လဲဆိုတာကိုတော့မသိတော့ဘူးညမုံတိုင်းတွေကကျွန်တော်ကိုတိုက်ခတ်သွားပြီးမျက်နှာတစ်ခုလုံးရေခဲလိုအေးဆက်သွားခဲ့တဲ့မျက်ရည်တွေကိုတုပ်ပစ်ပြီးတက္ကစီတစ်စီးကိုလှမ်းတားလိုက်တယ်ဟိုမဲဘတ်ကားနောက်ကိုလိုက်ပါလွန်ခဲ့တဲ့သုံးနှလုံးလုံးသူတန်းဆွဲဖြစ်နေခဲ့တဲ့လူကျွန်တော်ကိုယ်တိုင်နောက်နှိုင်းရှင်လို့မရတဲ့အဲ့ဒီလူကဘယ်သူလဲဆိုတာကျွန်တော်မျက်စိနဲ့တက်အပ်မြင်ကျင်ခဲ့တယ်ဒရိုင်ဘာကကျွန်တော်စိတ်ရှုပ်ထွေးနေတာကိုမြင်တော့ဗာမေးဖို့မှမမေးပဲလီဗာကိုနင်းလိုက်တော့တယ်ဒါပေမဲ့စကီယာရင်နောက်မှာအမြဲတမ်းတည်ငြိမ်ပြီးကိုထိန်းချုပ်နိုင်တဲ့ချန်ပီယံကတော့ပုံမှန်ထက်ကားကိုအများကြီးပုံမြင်မောင်းနေခဲ့တာသိတာပါတယ်အဲ့ဒါကိုမြင်ရတာကကျွန်တော်နှလုံးသားကိုတဖန်ပြန်ပြီးနာကျင်စေခဲ့ပြန်တယ်သူချစ်ရတဲ့လူကိုတွေးဖို့အဲ့ဒီလောက်တောင်အသေးအတန်ဖြစ်နေရတာလားကားကနောက်ဆုံးတော့အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ဆက်ရောက်မဲ့နေရာမှာရပ်သွားခဲ့တယ်ကျွန်တော်ကားကပေးပြီးသူ့နောက်ကိုရိုင်တိုင်နဲ့လိုက်သွားကတိုင်တိုင်ရဲ့နောက်ွယ်မှာပုံနေလိုက်တဲ့ချန်ပီယံကထွက်ပေါက်နားမှာမတ်တရက်နေပြီးခီးဆောင်အိတ်တလုံးဆွဲလာတဲ့လူတစ်ယောက်ထွက်လာခဲ့တယ်အဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာကျွန်တော်ကြိုးရိုက်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ရှမ်ပူယူကသူ့စီပြေးသွားတဲ့အချိန်မှာအဲ့ဒီလူကရင်ခွင်ဖွင့်ပြီးသူ့ကိုဖတ်လိုက်ကစပင်ကိုနမ်းလိုက်လို့တင်မကပါဘူးအဲ့ဒီလူကကျွန်တော်ဒီလောကမှာအမုန်းဆုံးဖြစ်တဲ့အဲ့ဒီတုန်းကဘာပတ်သက်မှုမှမရှိချင်ခဲ့တဲ့ကျွန်တော်ရဲ့နောင်တော်လို့ခေါ်ရမယ့်ဖမ်းကြော်ဖြစ်နေလို့ပါပဲအမေကားအက်ဆီဒန့်နဲ့ဆုံးပါသွားပြီး6လလောက်မပြည့်သေးခင်မှာအဖေကမိမတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တယ်အဲ့ဒီမိမမှာကျွန်တော်ထက်3နှစ်ကြီးရဲ့သားတစ်ယောက်ရှိတယ်အဲ့ဒီသားကဖမ်းဆုံပါပဲအဖေကအဲ့ဒီမိမဟာသူ့ရဲ့အချစ်ဦးဖြစ်ပြီးဖမ်းဆုံကသူ့ရဲ့သားရင်းပါလို့ပြောခဲ့တယ်အကယ်၍အမေကသာသူ့ကိုအတင်းအကျပ်လက်မထက်ခဲ့ရင်ကိုဝင်ရှိနေတဲ့သူ့ချစ်ဦးကိုဘယ်တော့မှဆုံးခွာသွားခိုင်းမှာမဟုတ်ဘူးလို့သူကပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီတုန်းကအမှန်တရားကိုဘယ်သူထက်မဆိုကျွန်တော်ပိုသိခဲ့ပါတယ်အဖေကသူ့လုပ်ငန်းစတင်ဖို့ပတ်စံလိုနေခဲ့တာသူကပတ်စံမရှိအသေးအတန်ဖြစ်နေပြီးစားဖို့တော့မနှဲရုံကန်နေရတာဒါကြောင့်သူ့ကိုနှစ်ပေါင်းများစွာချစ်လာခဲ့တဲ့အမေစီကိုသူလာခဲ့တာအမေမိသားစုသားယင်းနှိမ့်မြုပ်နှံပေးရင်အမေကိုလက်ထပ်ပါမယ်လို့သူကတိပေးခဲ့တဲ့အမေကသူ့ကိုပတ်စံတွေရောအချစ်တွေအကုန်လုံးရောပေးခဲ့တာပေါ့နောက်တော့အဲ့ဒီကားအက်ဆီဒန့်မှာအမေကသူ့ကိုအနေရကနေတွန်းထုတ်ပေးရင်းနဲ့သူ့တက်ကိုတောင်ပေးသွားခဲ့တယ်အဲ့ဒါကိုသူကဘာလုပ်ခဲ့လဲအမေအလောင်းတောင်မအေးသေးခင်မှာပဲသူဟာအမေရဲ့တင်တောင်းပစ္စည်းတွေနဲ့အမွေနှစ်တွေကိုအသုံးချပြီးသူ့ရဲ့အချစ်ဦးလို့ခေါ်တဲ့လူကိုခန်းခန်းနာနာလက်ထပ်ခဲ့တဲ့ချန်ပူယူကဘသူ့ကိုမဆိုချစ်နိုင်ပါလျက်နဲ့ဘာလို့ဖမ်းကျူးဖြစ်နေရတာလဲကျွန်တော်ကြောင်အန်းနေတော့မှပဲချန်ပူယူကဖမ်းကြောရဲ့အိတ်တွေကိုယူပြီးကားပါကင်စီဦးတီသွားနေပြီးကျွန်တော်တရေဘူးတလူမျိုးနောက်ထပ်တက္ကစီတစ်စီးကိုအမြန်တားပြီးသူတို့နောက်ကိုဆက်လိုက်ခဲ့တယ်ကျွန်တော်တို့ကားချင်းနီးနေတာကြောင့်တင်းပေါက်ကနေတဆင့်ချန်ပီယံကဖမ်းဆုံဘက်ကိုလှည့်ပြီးနူးနူးညံ့ညံ့စကားပြောနေတာကိုအထင်ရှားမြင်နေရတယ်သူဟာလက်လန်းပြီးဖမ်းဆုံရဲ့နေရွက်နားကစံစလေးတွေကိုတောင်တဘာဝကြကြတက်တင်ပေးနေခဲ့သေးတယ်အဲ့ဒီလိုနူးညံ့မှုမျိုးဟာကျွန်တော်တို့အတူရှိခဲ့တဲ့3နှစ်တာအတွက်ဂင်းမှာတစ်ချိန်တစ်ခါမှမရရှိခဲ့ဘူးတဲ့အရာပါကျွန်တော်ရှိတဲ့ကိုစိုက်ကြည့်နေမိပြီးမျက်ရည်တွေကြောင့်အမြင်အာရုံတွေဝေဝါးနေတော့မှပဲလမ်းဆုံတစ်ခုမှာရုတ်တရက်အခြေအနေတစ်ခုမှားယွင်းသွားခဲ့တယ် break အုပ်တန်တွေနဲ့တိုက်မိတန်တွေတစ်ခုပြီးတစ်ခုစက်တိုက်ထွက်ပေါ်လာခဲ့တယ်ကျွန်တော်စီးလာတဲ့တက္ကစီဟာဘာတတိပေးချက်မှမရှိပဲရှေ့ကားကိုဝင်တိုက်မိသွားပြီးနောက်ကကားကလည်းကျွန်တော်တို့ကိုပြင်းပြင်းထန်ထန်ဝင်ဆောင်ခဲ့တဲ့ရိုက်ခတ်မှုကြောင့်ကျွန်တော်ရှေ့ကိုလွတ်ဆင်သွားပြီးနဖူးကရှေ့ထိုင်ကုန်နောက်ကျပြင်းပြင်းထန်ထန်ရိုက်မိသွားတဲ့နာကျင်မှုတွေကကျွန်တော်တကိုယ်လုံးကိုထိုးဖောက်သွားခဲ့တဲ့တွေးတွေချက်ချင်းစီးကျလာပြီးအမြင်အာရုံတွေဝေဝါးသွားခဲ့တဲ့ရှုပ်ထွေးပွေလီမှုတွေနဲ့အော်ဟစ်တန်တွေကြားထဲမှာပျက်စီးသွားတဲ့ကားပြတင်းပေါက်ကနေကျွန်တော်လှမ်းကြည့်လိုက်တော့ရင်းနှီးနေတဲ့မေဘတ်ကားတကားပွင့်လာတာကိုမြင်လိုက်ရတဲ့ချန်ပူယူကအရင်ဆုံးကားပေါ်ကဆင်းပြီးဘေးထိုင်ကုန်ဘက်ကိုအပြေးလွှားသွားကဖမ်းဆုံကိုဂယုတစိုက်တွဲထုတ်ပေးခဲ့တဲ့ချန်ပူယူကသူ့ကိုပွေ့ဖက်ထားပြီးဒဏ်ရာတွေကိုစစ်ဆေးပေးနေခဲ့တယ်သူ့ရဲ့မျက်ခုံးတွေကစိုးရိမ်စိတ်ကြောင့်တွန့်ချိုးနေပြီးမျက်နှာတစ်ခုလုံးနာကျင်ခံစားရမှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။နောက်ဆုံးတော့သူကဖမ်းကြော်ရွံကိုတွဲပြီးအက်ဆီဒန့်ဖြစ်တဲ့နေရာကနေထွက်ခွာဖို့လှည့်လိုက်တယ်။ဒါပေမဲ့သူလှည့်လိုက်တဲ့အခိုက်အတန့်မှာပဲတက္ကစီရဲ့ကြီးမွားနေတဲ့နောက်ထိုင်ကုန်မှာပိတ်မိနေတဲ့ကျွန်တော်မျက်ဝန်းတွေနဲ့သူ့မျက်လုံးချင်းစုံမိသွားခဲ့တယ်။သူ့မျက်ဝန်းထဲမှာထိတ်လန့်သွားတာကိုကျွန်တော်မြင်လိုက်ရပေမဲ့အဲ့ဒါကတစ်စက္ကန့်အတွင်းမှာပဲပျောက်ကွယ်သွားခဲ့တဲ့ဖမ်းကြောကသူ့ရဲ့တုံးဆိုင်သွားမှုကိုသတိပြုမိသွားပုံရတယ်။ပူယူဘာဖြစ်လို့လဲ။မင်းသိတဲ့လူကိုတွေ့လို့လားငါအဆင်ပြေပါတယ်တကယ်လို့မင်းသိတဲ့လူဆိုရင်တွားကြည့်လိုက်ဦးလေတက္ကစီတစ်စီးတော်တော်ပြင်းပြင်းထန်ထန်အတိုက်ခံရတယ်လို့ငါကြားလိုက်တယ်စက္ကန့်အနည်းငယ်ကြာနှုတ်ဆက်နေပြီးနောက်ရှမ်ပူယာကမျက်နှာလွှဲလိုက်တယ်ငါသိတဲ့လူမဟုတ်ပါဘူးသူတို့ကသစိမ်းတွေတက်တက်ပါပဲအဲ့ဒီလိုပြောပြီးနောက်သူကဖမ်းကြောကိုတွဲပြီးနောက်လည်းမကြည့်တမ်းအဲ့ဒီရှုပ်ထွေးနေတဲ့အက်ဆီဒန့်နေရာကနေထွက်ခွာသွားခဲ့တော့တယ်ကျွန်တော်ပြန်နိုးလာတဲ့အချိန်မှာတော့ဆေးရုံကိုရောက်နေခဲ့ပြီးသူနာပြုဆရာမလေးကကျွန်တော်လက်ခုံကဆေးပလင်းကိုလာချိန်ပေးနေတယ်ကျွန်တော်နိုးလာတာကိုမြင်တော့သူကသတိပေးစကားပြောခဲ့တယ်မစ္စတာဖမ်းနောက်ဆုံးတော့နိုးလာပြီပေါ့ရှင်းတန်ရာတွေကပြင်းထန်လို့စောင့်ကြည့်ဖို့အတွက်ဒီမှာခဏနေရပါမယ်နောက်ထပ် movie recap တွေအတွက် follow ထားဖို့မမေ့နဲ့နော်